ဒီနေရာမှာတင်းနှစ်လောက်နေမလားယေစုပွက်ပွက်ဆူနေတာတော့3စက္ကန့်ထပ်ပိုပြီးမရှင်းတန်နိုင်တဲ့ဒီနေရာမှာမင်းကိုဒေါ်လာ1 သန်းပေးမယ်လို့ပြောလိုက်ရင်ပေါ့လေထဲကိုပစ်လိုက်တာနဲ့ချက်ချင်းပဲနှင်းခဲသည့်အဖြစ်ပြောင်းလဲသွားမှာပါကမ္ဘာအရေးဆုံးမျိုးဖြစ်တဲ့ယာကူးစ်ကိုကြိုးဆိုပါတယ်ဒီမှာစောင်းသွင်းအပူချိန်ကပြန်လာအထင်ဖာရင်ဟိုက်ဒီဂရီအနှုတ်53ဒီဂရီရှိပြီးစံချိန်တင်အရေးဆုံးကတော့အယိုးဒီအထိအေးခဲစေတဲ့ဖာရင်ဟိုက်ဒီဂရီအနှုတ်36-33ဒီဂရီအထိရှိချေဘူးလေဒီမှာနေထိုင်တာကလွဲတဲ့ကိစ္စမဟုတ်ပါဘူးညပါမှာလူတွေကစောင့်ဆဲတဲ့အောင်မှာအိတ်ချရတယ်အပြင်ထွက်ဖို့ဆိုရင်ကီလို6ကီလို20ပေါင်ကျော်အဝတ်စားတွေဝတ်ရတယ်လက်အိတ်တွေကလက်ကဝက်အထိဖုံးထားရတယ်မင်းရဲ့လက်ချောင်းလေးတွေကိုစက္ကန့်9စက္ကန့်လောက်ထုတ်ထားလိုက်ရင်ချက်ချင်းအေးခဲသွားပြီမင်းရဲ့ဖက်နှက်တွေကအပူပေးစနစ်ပါပြီးမဲ့ရလုံးနှလုံးပဲဖုံးအောင်မှုမရှိပဲကြံနေလိမ့်မယ်တခြားနေရာနည်းနည်းလေးပဲထိလိုက်လို့ရှိရင်စက္ကန့်ပိုင်းအတွင်းမှာအေးခဲတန်ရ frostbitten ရသွားနိုင်တယ်မင်းရဲ့ခနာကိုအပူချင်းကိုထိမ့်ဖို့မင်းကအပူပေးထားတဲ့ရေဘူး thermos တည်ရတယ်30မိနစ်ကနေ15မိနစ်လောက်လမ်းလျှောက်ပြီးရင်ပြန်ပြီးအိမ်ထဲဝင်ပြီးအပူပြန်ရအောင်လုပ်ရတယ်ဓာတ်ပုံရိုက်ချင်လားမင်းရဲ့ဖုံးမှာအသေးစားအပူပေးအင်ဂျီလိုလိမ့်မယ်မဟုတ်ရင်ချက်ချင်းအေးခဲပြီးပိတ်သွားလိမ့်မယ်ပြီးတော့မင်းရဲ့ကားတွေဆိုရင် Fahrenheit ဒီဂရီအနှုတ်ခလန်16ဒီဂရီအထိခန့်နိုင်တဲ့ anti-freeze battery အပူပေးဆောင်လိုအပ်ပြီး engine ကိုတနည်းကုန်တညလုံး 24/7 အလုပ်လုပ်နေအောင်လည်နေဖို့လိုအပ်တယ်ပိတ်လိုက်ရင်ကားတစ်ခုလုံးအေးခဲပြီးကြောက်တုံးလို့ဖြစ်သွားနိုင်တယ်ဒါတော့မှလူပေါင်း3တင်ကျော်ကဒီမှာတစ်နှစ်ပလုံးနေထိုင်နေကြတယ်ဒါဆိုရင်မိခွန်းကဒါပါပဲမင်းကိုအိမ်တစ်လုံးနဲ့ဒေါ်လာ1 သန်းပေးမယ်ဆိုရင်ယာကူးစ်မှာတစ်နှစ်နေမှာလားမင်းရဲ့အထီးမြင်တွေကိုကွန်မန့်မှာပြောပြခဲ့ပါအောင်